Hello အားလုံးပဲမင်္ဂလာပါဒီ vlog လေးက mini vlog လေးပေါ့နော်ကျွန်တော်ခရီးသွားဖို့ရှိရဲဆိုတော့ကျွန်မကဝယ်စားရည်များစစားမိမှာပြပါမလားဆိုတော့ကျွန်မ boyfriend နဲ့ကျွန်မလည်းပေါ့နော်အခုခရီးသွားဖို့အတွက်ကိုနှစ်ယောက်လုံးဘယ်လိုပေါ့ mix and match လုပ်လို့ရအောင်ပေါ့နော်ကားတော့ vlog လေးလည်းရှိုက်မှာဆိုတော့ဝယ်စားလေးသွားပြီးတော့ဝင်မယ်တဝဲဟာလေးပေါ့နော်ဆိုတော့ဆက်ပြီးကြည့်ပေးနော်အခုပေါ့နော်အခုချက်ချင်း shopping အတွက်ကိုမသွားသေးဘူးအခု airport ကိုတူဝနာပုံကြီး airport ကိုရန်ကုန်ကအမှပစ္စည်းလေးမှာထားလေဖူချုံသွားပြီးပေးမလို့ပေါ့နော်ဆိုတော့ airport ကိုရှင်းသွားမယ်ဒီဘန်ကောက်မှာလေကားမရှိလဲအဆင်ပြေရဲ့ဒီ public transportation ဖြစ်တဲ့ BTS ကသွားလာရအရင်အဆင်ပြေရဲ့ပေါ့နော်ကားနဲ့ဆိုလို့ရှိရင်အရင်ပိတ်တော့အချိန်ရန်ကောင်းတာပေါ့ချိုးရီဆိုလို့ရှိရင်ចောင်းသွားအလုပ်သွားရှုံးသွားလုပ်တဲ့အချိန်မှာသူတို့ရဲ့ကိုယ်ပိုင်ကားရှိလို့ရှိရင်တော့ရားသလောက်ပဲတနေရာမှာကားရက်ပြီးကားနဲ့သွားပြီးသွားလို့ရှိရင်ဒီရထားနဲ့ပဲသွားရလာတယ်ပေါ့နော်အဲ့လိုမျိုးတောင်လုပ်ကြပါခုကတော့ပေါ့နော်နှစ်ယောက်လုံးဗိုက်ရမ်းစားတယ်အိမ်မှာလည်းလုံးလုံးလောက်ပိတ်ချစားမလာကြအောင်ဆိုခဏလေး shopping ထွက်ရမယ်ဒီ airport ကနေ platinum နားလေးက December ကိုသွားမှာပေါ့နော်သွားမှာဆိုတော့စားဖို့အတွက်ကိုအချိန်မပေးနိုင်ဘူးဆိုတော့ 7-Eleven ကပါမောင်ကြီးပေါ့ရှင်လိုက်ပါကဲအဲ့ဆိုစားလိုက်ပါညပါတော့လေဒီလိုပါမုံလေးဆိုလို့ရှိရင်တော့နှွေးပြီးတော့မှပေးရဆိုတော့လေခုခုနည်းနည်းလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ပေါ့ရောက်ပြီလားကဲဒီလိုနဲ့အမလူဆောင်ယူသွားပြီးမဲ့ညီမလေးကိုစောင့်ရင်းနဲ့ချစ်သူနေရာပေါ့ရှင်အဲ့ပေါ့မှာထိုင်ရင်လည်းအမဆန်းဆက်လေးနဲ့အတူပါမုံလေးစားခဲ့ကြရပေါ့ရှင်ကဲလူကြုံပစ္စည်းလေးကိုရန်ကုန်ယူပေးသွားမယ်ညီမလေးနဲ့စကားရေးဖောက်ဖွဲ့ပေါ့နော်ချစ်ရတဲ့အမနဲ့ညီမလေးနဲ့စကားရေးပြောပြီးတော့အမအဖွဲကြခဲ့ကြတဲ့ကဲပစ္စည်းလေးပေးပြီးပြီဆိုတော့မြို့ရဲက Platinum Shopping Mall ပေးကဒီဇင်ဘာမှာ shopping တော့ထက်ကြမှာပဲဖြစ်ပါတယ်ကြတော့ဟို shopping သွားဖို့အတွက်ကိုနဲ့အခုတော့နည်းနည်းတော့နောက်ကျနေပြီပဲကျမတို့တော့မဲ့တက်ဆန်တာကကြောင့်ည7 နာရီ7လောက်ထိဖွင့်နေလို့ပြောရပါတော့ဆိုတော့က airport ကနေအခုအပြန်အခုဘိုင်းစာလို့ပေါ့နော်နှစ်ယောက်တူတူမြန်မာဆိုင်လေးမှာဝင်စားနေပါတယ်ကလျာဏဆိုတဲ့ဆိုင်လေးပေါ့နော်ဒီဆိုင်ကမြန်မာအစားတောက်တွေရတယ်မြန်မာပဲလာပြီးဖွင့်ထားဆိုတော့လေကိုမြန်မာမျိုးချင်းချင်းအားပေးရဲ့အနေနဲ့ရောပြန်လာမြန်မာပြည်ကထမင်းဟင်းလေးတတိယတော့အခုအော်ရာလေးမှာထားရပေါ့နော်ဆိုတော့ဒါကြီးမှာထားလဲပြီးရင်ဘယ်လိုစားဖို့ကောင်းလဲဆိုတော့ဆက်ပြီးပြပြမယ်နော်ပုံနာပေါ့နော်ကျွန်မလက်ပြည့်ဆိုလို့ရှိရင်ပြီးဆိုအရင်စိုက်တယ်ဒါလက်ပြည့်ပုံနာလေးပါရှင်အော်လည်းမြန်မာလက်ပြည့်မတော့တာကြာတယ်ပေါ့နော်ဆိုင်မှာတော့တယ်မြန်မာပြည်ကကြီးဆိုင်တွေမှာတော့တယ်လက်ပြည့်ရရတာတိုင်းမှာတောင်းပါပြင်သွားလို့စားပြီးဆိုပုံမှန်ဆိုကျမကနန်းချီတော့သူကလက်ဖက်ထမင်းပေါ့နော်ဒီတစ်ခါတော့ပြောင်းပြန်ကျမကလက်ဖက်ထမင်းတုပ်ဖြစ်ပြီးသူကနန်းချီတော့ပေါ့ရှင်အရသာလေးလည်းကောင်းတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဒါလေးကကြ
ကတ်တလက်ကြော်လာချတာပေါ့နော်တစ်ခုတစ်ခုအကြီးပဲဒီလားတော်တော်စားလောက်ကောင်းတယ်ဒီဆိုင်လေးမှာလာစားတော့လေရန်ကုန်မြို့လေးရောမြန်မာပြည်ရောရန်သတိရပဲတော့ကျမကတော့အလားပါအရန်ကြိုက်တဲ့အမျိုးသမီးဆိုတော့လေနှကန်းညီတော့ဒီတေးပြန်ဆိုရတာပေါ့နော်စားပြီးဒီဒီဇင်ဘာဆိုရဲဒီ shopping center မှာကကြော်လေ3ထပ်လာ4ထပ်လာမသိဘူးရှိရသေးလားအဝယ်စားရေးဆိုလှမလှပဲပုံစံမျိုးစုံဒီဇိုင်းမျိုးစုံပေါ့နော်ဥပမာကိုမာကကိုအင်ကြီးဒါလေးကြိုက်တယ်ဒါပေမဲ့အောက်ကဘာဝယ်ရမလဲမသိဘူးဆိုရင်စိတ်ပူစရာမလိုဘာဆောင်လဲဆိုတော့သူတို့ကလေအပေါ်အောက်တွဲပေးထားတာကိုကအရန်ကိုအဆင်ပြေနေရောလေတခါတည်းကိုကြိုက်တာအင်ကြီးဒါပေမဲ့အောက်ကအတွဲဆက်ကလေးကချက်ချင်းယူချင်စိတ်တွေဖြစ်သွားတာပေါ့နော်တော်တော်လေးကိုလှတယ်သိလားမိန်းကလေးတွေအတွက်ကိုတကယ်ကိုဒီဇင်ဘာကတော့လေဘန်ကောက်မှာဆိုတော့ shopping ထွက်လို့အကောင်းဆုံးနေရပဲသိလားအမလေးသူ့မှာတော့အိမ်မှာကျမတို့နေတိုင်းမြင်နေရကြည့်မပါဘူးထင်တယ်ဖုန်းနဲ့တစ်ချိန်လုံးဆိုင်နေရောကျမတော့သူ့ view site ပေါ်အချိန်မရှိဘူးဘာကြောင့်လဲဆိုတော့ကျမလှုပ်ရှားရှိရမပြီးသေးဘူးဝယ်လာတဲ့အဝတ်အစားတွေကိုကျမခီးထွက်မယ်ဆိုလို့ရှင်လေအဲ့လိုမျိုးဖက်နက်ရဲ့အိတ်ရဲ့ရှိသမျှ accessories ပေါ့နော် fashion accessories ရဲ့တကူလုံးဒီတေးအခုလိုမျိုးကျမဝတ်ပြီးသွားလို့ရှင်ကျမဓာတ်ပုံတွေရိုက်ထားတာပေါ့နော်ပြီးရင်အတွဲလိုက်တွဲပြီးသွားလို့ရှင်ပုံစံမျိုးစုံနဲ့စမ်းကြည့်ရပါတော့ styling လုပ်ကြည့်ရဲအဲ့ဒါပြီးရောမှတစုံချင်းစီကိုကျမသေးချလေးကျမရဲ့ခီးဆောင်အိတ်ထဲကိုထည့်တာပေါ့ရှင်ဟုတ်ပါလေဒါကြောင့်လေဟိုဟာစတာအဲ့ချက်ကြိုက်တယ်အချက်ရမ်းကြိုက်တယ်ကျမတော့လုံးဝမလျှော့ဒီတိတ်မဲ့ကြီးပဲအဝယ်စားရဟမ်းမိတ်တဲ့အချိန်မှလည်းမလောက်မှစိတ်ပူစရာမလိုပတ်စံအိတ်ထဲကိုမရရအောင်ထိုးထည့်ပြီးမရမကကိုဖက်နက်တွေရောအိတ်တွေရောအကုန်ရအောင်တဲတာကဲအခုဒီနေ့ကပေါ့နော်နောက်ထပ်ဒီနေ့ကည shopping လုပ်တာနည်းနည်းနောက်ကျလာတော့အကုန်မဝယ်ခဲ့လိုက်ရတော့အချိန်မရလိုက်ဘူးပေါ့နော်ဆိုတော့အခုကထပ်ပြီးတော့လူပါလေးတွားပြီးပို့ရတာပေါ့နော်ကျမတို့ကမနေ့ကအကုန်ချခဲ့တယ်သူ့အတွက်ကြောင့်မရခဲ့လို့ဆိုတော့ကျမဝယ်ဟာလေးနဲ့ light pack မဲ့ဟာလေးကိုထပ်ပြီးတော့တွားပြီးတော့ရှောင်းဝင်မယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့ကြည့်ပေးကြပါအောင်ဟောကောင်းပြန်နေအားဖြစ်ပါကြည့်ပါအဲ့ဆိုသွားလိုက်ပါအောင်မဲ့ကဲဒါကတော့ outfit chat ပါကျွန်တော်ကတော့ပေါ့ပါပေါ်ချင်းဒီရဲ့နောက်တော့အောက်ကဘောင်းမီတူလဲပေါ့နော်ပေါ့ပါပဲသူကတော့ဒီလိုပါသူကတော့ Omani style နဲ့ပါကျွန်တော်ကတော့synaptic ပေါ့နော်ဒါလည်းကိုယ်ဆရာမလို့ကိုကရှောင်းဟပ်这样我这就还是。သူကျွန်တော်ဆင်ပေးမှာက Omani style pant quality ကောင်းတွေကပတူနန်နဲ့မှမရှိဘူးအဲ့တော့ခုတော့ platinum မှာသွားရှာနေပါတယ်ကျမနဲ့ဖိလစ်နဲ့ပေါ့နော်
တိတ်လိုရတဲ့ဥစ္စာလေးဝယ်ပြီးသွားပြီးပြီးတော့ခဏဖြူအောင်ဟို T-shirt ကပါပါတော့နော် အိတ်ဆန်လာပါ အဲ့ဆက်နော်ခဏသူ့ကိုအမှာဂျင်းပေါင်းရဲ့အဖြူပတ်ပြီးရှာတာပေါ့နော်နောက်ဆုံး platinum ကဆိုင်တစ်ဆိုင်ပေါ့ဝင်နေကြပဲဒီယောက်ျားလေးဂျင်းပေါင်းတွေဆိုတော်တော်လေးစုံတယ်အဲ့ဆိုင်မှာတော့ဆုံးတော့ဂျင်းပေါင်းတွေဖြူပေးချလိုက်တယ်နော်ဆိုတော့ platinum မှာအဲ့ဆိုင်တော်တော်လေးကောင်းတယ်ဆိုတော့အခုလောလောဆယ် platinum ရဲ့အပေါ်ထက်မှာခုကမှာပေါ့နော်လောလောဆယ်ဒီမှာဘိုက်စာလို့ပါတင်ရလို့ရှိရင်မစားတော့ဘူးစဉ်းစားထားတာပေါ့နော်ဒါပေမဲ့ဘိုက်ကစားလာတဲ့အချိန်မှာကျမကတော့တုံရမ်းခောက်ဆွဲပေါ့နော်ကိုကပါစား ဟိုဘဲသားအချို့ထိုင်ဆိုတော့တက်စီထမင်းလိုပုံစံမျိုးမှာဘဲသားနဲ့အပေါ်ကနေပြီးတော့ဟိုစားပါလေအချို့ကြီးပြန်ပြီးတော့စမ်းပေးတာနော် ကျမကတော့အပြင်သွားပြီဆိုလို့ရှိရင်ထမင်းဟင်းတို့ပါဆိုကျမခောက်ဆွဲပါကြိုက်တဲ့ချိန်ကြောလို့ခောက်ဆွဲကြောလို့ခောက်ဆွဲဟိုအရှိန်နဲ့လောက်ထားတော့အဲ့ဒါကြီး try ရပေါ့နော်များသွားဖြစ်ရတယ်သူကကျတော့ထမင်းသမားဖြစ်တဲ့အတွက်သူကတော့အပြင်ရောက်ပြီဆိုလို့ရှိရင်တော့ထမင်းစားတာပို့ပြီးတော့များရတယ်ပေါ့ဆိုတော့အခုတော့ဒီမှာစားပြီးသွားလို့ရှိရင်အိတ်ဆန်မှာဒီက T-shirt ဖြူလေးသွားပြီးတော့ဝင်မယ်ဆိုတော့လောလောဆယ်အခုပြီးသွားလို့ ရှောက်ကြည့်မယ်ပေါ့ ဆောက်ချင်နော်ချစ်ခွန်မှာလေးစားရမှာအိတ်ကလေးလို့ဆိုတယ်ဒါအိတ်လေးနည်းနည်းကြည့်ရအောင်စားရမှာလည်းရှိတယ်ဒီဇိုင်းတော့မတူအိတ်ဆန်မှာပါလည်းရှိတာလိုက်ဖို့နော် ဟိုကပူလိုက်အေးလိုက်ဆိုတော့နည်းနည်းနှာခေါင်းကနည်းနည်းရားပြီးတော့နာရီဖွက်ချင်လို့ဖြစ်တယ်နာစီးချင်လို့ဖြစ်ပူလိုက်အေးလိုက်ဆိုတော့ ကောင်းလိုက်တာခောက်ဆွဲတယ် သူကကြတော့အေးကြိုက်တယ်ကျွန်တော်ကကြတော့အပူကြိုက်တယ်ဆိုတော့ပူလိုက်အေးလိုက်တယ်ဒီမှာအခုကနာနည်းနည်းစီးချင်တယ် ဟုတ်ပါသူလည်းကျမလည်းအပူကြီးကြိုက်တာကျန်တောက်လိုက်တော့မတူဘူးဆိုတော့ညာအိတ်ပြီဆိုလို့ရှိရင်အဲကောသူက short လိုက်ပိတ်လိုက်ကျမဖွင့်လိုက်နံပါတ်ကိုဟိုအေးဆုံးထိတင်လိုက် fan speed တင်လိုက်နေပေါ့နော်အညာအိတ်ပြီဆိုတော့တယောက်နဲ့တစ်ပါညာကြရင်ဖြစ်တတ်တာအခါတည်းထားလို့ရှိရင်ဆိုတော့အားဆိုလို့ရှိရင်ခဏနေကြလို့ရှိရင်အိတ်ဆက်မလို့စားတော့မှကျမအိတ်ကလေးကြည့်စရာရှိတယ်တော့အဲ့ဒီကလေးကြည့်စရာရှိတယ်ဆိုဆက်ပြီးတော့ကြည့်ပြီးတော့ကျမတို့တော့ဆယ်စားလိုက်အောင်မယ်ပြီးတော့လို့ရှိရင်ဒီမှာ time တူရှိတယ်ဒီမှာ time တူဝယ်တာနော်ကျမ time တူရအောင်ပေါ့နော်ဘယ်လိုတီးဟို coffee ရော tea ရောကြိုက်တာဖြစ်တဲ့အတွက် time တီးကတော့အနေနဲ့အချို့ကဲတော့ကျမနဲ့ပုံစံပြေမဆိုတော့ကျမအချို့ကြိုက်တဲ့ပြီဆိုတော့ဆိုအိမ်မှာတိတ်မတော့ဘူးပေါ့ဟို time တီးရောပါဟိုက instant tea mix ရှိရတယ်ဒါပေမဲ့အပြင်ရောက်ပြီဆိုတော့ time တီးလေးကိုချိန်ခဲလို့နဲ့အေးလို့ပေါ့နော် အားကြပါ တာပါမရှိကောင်းတယ်တော့ကောင်းတယ်ခောက်ဆွဲရတယ်အဲ့လိုမျိုးတုံညံမရှိနဲ့ဟိုပါသွားငါမခောက်ဆွဲဖတ်နေပါတော့ဒီမှာတော့ဟိုလေးကျုပ်လေးပါတယ်ပြီးတော့မဖယ်လုံးဆောက်ပါဆောက်ဆိုဆက်ပြီးတော့စားလိုက်ပါအောင်မယ်ဆက်ပြီးတော့ကြည့်ပေးကြနော်တခါကဲအခုပဲကြည့်ခဏဆိုပြီးတော့ကျွန်တော်ကိုထားပြီးထွက်သွားရင်တော်တော်နဲ့ကိုပြန်ပေါ်မလာတော့တာအခုလဲကြည့်သူကြိုက်တာတွေရှောက်ကြည့်နေရတော့တော်တော်နဲ့ကိုပြန်ပေါ်လာမှာမဟုတ်တော့ဘူးအဲ့မှာတွေ့တယ်အိတ်တောင်ရိုးရိုးမကြည့်ဘူးတအိတ်ပြီးတအိတ်ကိုလွယ်ပြီးကဝက်ကရှောက်ကြည့်ပေးတာ ကျမကတော့ fashion accessories တွေဝယ်ရအရင်သဘောကျတယ် earrings လေးပြတယ်ကဲဒါ Casey Lucas ရဲ့ outfit ချက်ပါအဲ့နာမှာခဏနေဦးတယ်နောက်ကလေးနည်းနည်းပြန်ဆော့ Okay ကျွန်တော်ပြမယ်နော်
ချက်ပါရပြီအရင်မတိုးနဲ့ကဲပြီးတော့ကျမတို့အဲ့ဆန်မလာ coffee shop မှာထိုင်နေပါရှင်။အားကြောင့်လဲဆိုတော့တကယ်တော့သူကကျမလာမတက်ကြအောင်ကျမတီးတော့လိုအပ်တဲ့ဟာလေးလိုက်ပြီးတော့သူရှာပြီးဝယ်ကြတာဆိုတော့ကျမကပူပြီးတက်ကြတယ်။ဒါပေမဲ့အထုပ်တွေကိုလည်းသူကအသိမခံဘူးပဲတော့မှအဲ့တော့ကျမကအားမပြန်တော့လဲသူ့ကိုတဲ့မယ်လို့တော့လည်းမတဲ့ခံရအထုပ်တွေတဲ့ပြီးတော့မှချွေးထွက်အကောင့်နဲ့ရောက်တဲ့ချိန်တိုင်းအေးလိုက်ပူလိုက်နေမှနိုင်ဆိုတော့ ညောင်းလဲညောင်းလို့ဒီမှာခဏနားနေတာကို regular fit ကိုကိုင်က stand fit ဖြစ်တာကိုလိုအပ်ဖြစ်ပါလို့ပါမတားတော့ oversize fit ကိုဒီမှာဒီဖြူလေးက oversize fit ဒါပေမဲ့ oversize ကကိုဝင်နေကြမှာမဟုတ်တော့အဲ့ slim fit လေးမဆိုပါဘူးအဲ့လေအဆင်ပြေရဲ့last size တော့တော့ရမလားလားရှိလားတော့မယ်လေ last size ဆိုတာ XL ဝတ်တာမဟုတ်တာ last ဝတ်တာဟုတ်လားသားလေးอ่ะသူ့ကိုခိုးဆိုင်နေတာ तू မသိပါဘူးပေါ့အမှန်တော့သိရဲ့သမင်တက်တက် item လောက်ပြလိုက်တာကဲအခုဖိလစ်အတွက်ကိုအင်ကြီးလေးရပြီဆိုတော့အခု Central Mall ရောက်ပြီဆိုလို့ရှင်မသွားမဖြစ်နေရာလေးတစ်ခုပေါ့နော်အဲ့ဒါကျမရဲ့ favorite shop လေးဖြစ်ပါတယ်အဲ့ဒါကတော့ Zara ပါရှင်အခုဒီလို bling bling skirt လေးတွေကလည်း Instagram မှာအရင်ခက်စားနေရသေးလားဒီလိုလေးပြင်အုတ်ထုတ်ကလေးပတ်စံအိတ်ကလေးနဲ့ဆိုလေကန်းချီတို့ swimming pool တို့မှာဓာတ်ပုံရှာလေအရန်လှမှာသိလားပြီးတော့လေသူ့ရဲ့ style လေးက womanly vibe လေးကိုပေးရနော်ကျမကတော့လေအသက်ကြီးလာလို့လားမသိဘူးခုနောက်ပိုင်းဆိုလို့ရှိရင် womanly fashion တွေပို့ပြီးတော့ကြိုက်လာတော့ကျမတို့လေဇာရာရှိမွေးအရန်ကြိုက်တာပဲအခုကျမရန်ကုန်မှာရှိတဲ့ညီမလေးတို့လက်ဆောင်ပေးဖို့ဝယ်နေတာပေါ့နော်ကျမဆိုရင်ဇာရာမှာလေ Wonder Rose ဆိုတဲ့နာမည်လေးကိုအရန်ကြိုက်တာအဲ့နာမည်လေးကအရန်ကောင်းတယ်သိလားဆိုတော့လူတိုင်းကလေဇာရာရှိမွေးရောရှိထားတဲ့နဲ့နော်တပလင်းတော့မဟုတ်နှစ်ပလင်းလောက်တော့ရှိထားတဲ့နဲ့ဘာကြောင့်လဲဆိုတော့သူ့အနက်နေအရန် rich ဖြစ်တာလေကျမတော့ဇာရာမှာပစ္စည်းများများဆန်တဲ့တုပ်ပတ်ကြီးကြီးလေးတည်းရခဲ့တယ်ကျမတို့ fashion နဲ့ပတ်သက်တာအကုန်လုံးယူသွတ်တော့လေအကုန်လုံးကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဖက်နက်တို့အိတ်တို့ဆိုတကယ်ကိုယူမှုပဲတိလားဘာကြောင့်လဲဆိုတော့လေဖက်နက်တို့အိတ်တို့ကသူ့ဒီဇိုင်းပေါ်မူတည်ပြီးတော့ mood ကအမျိုးမျိုးပြောင်းလဲသွားစေရလေနော်ကဲအဖြူလေးယူမလားအနီလေးယူမလားကြိုက်တာရွှေပြင်ကိုပါတာကိုရှင်းပေါ့နော်ဇာရာမှာလေအဲ့လို accessories လေးတွေလည်းအရှားမိုက်တာသိလားကျမတို့အိတ်တွေဖက်နက်တွေကြည့်ရလို့ယူတော့မှာပဲကတော့လူစနေဟာအားလုံးတော့တွေ့မသိအကုန်လုံးရှားပါတော့เนาะလူတွေရောဟောဟိုက်တာ
အမောင်းနာစီးနေတာနှာခေါင်းကြီးရာပြီးတော့နာစီးပြီးတော့နည်းနည်းအနောက်ဆက်ဖြစ်တာပေါ့သွားကြည့်တာဒီပါကွာ အဲ့တော့အခုကတော့ဒါကျမတို့နှစ်ယောက်ကဒါ vlog လေးကိုတင်ပြရတဲ့အချိန်မှာ fashion lifestyle and travel ပေါ့နော်ဆိုတော့အခုကျမတို့ကတကယ်တော့လာအိုသွားမှာကအလုပ်ကိစ္စပါတယ်ပေါ့နော်ဒီကအလုပ်ကိစ္စလည်းသွားမှာလို့မျိုးကြီး travel တည်တံ့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျမတို့သွားမယ့်မြို့မှာရှိရဲ့သူတို့ရဲ့ destination လေးတွေကိုပဲအဲ့မှာအစိမ့်လေးဆုံးဖြစ်မဲ့ဥစ္စာလေးတွေမှာဓာတ်ပုံလေးဗီဒီယိုလေးနဲ့ရိုက်ခဲ့ကြမယ်ပေါ့နော်ဆိုတော့အခုကတော့trip အတွက်ကိုလိုအပ်တဲ့ဝယ်စားလေးတွေကိုနှစ်ယောက်လုံး mix and match လုပ်တဲ့အနေနဲ့ပေါ့နော်ဝယ်စားလေးရှာပုံတော်လေးကတော့အခုဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဲ့တော့ပြောလိုက်ပါတော့တော့ဆက်ဆက်မယ်ဆက်ကြပါ နောက်ဘလော့ကတော့တင်တဲ့အချိန်ကြမှာပဲကြည့်ကြပါ အချိန်ညာနှစ်လလေးတော့တွေ့ရမှာပေါ့ရှင်နှစ်လလေးနဲ့ကပ်ပယ်လေးဘယ်လိုမျိုးဝတ်ကြတယ်လဲပေါ့ဆိုတော့ကျမတို့ vlog မှာ fashion လေးလည်းပါမယ်ပြီးတော့အားလုံးအတွက်ကိုဘူးတူတာရစေမယ်ဟာလေးလည်းထည့်ပြီးတော့ရိုက်ပြပေးပါမယ်ပေါ့နော် ကဲတော့လာ vlog part 1လေးကကျမတို့ရဲ့ Facebook page က YouTube channel မှာတော့တင်ပြီးကျမရဲ့ဒီ shopping ထွက်တဲ့ vlog ကကျမကိုယ်တိုင် edit လုပ်တော့ရုံလုံးတွေနဲ့များနေတော့ edit လုပ်တာနောက်ကျသွားတော့အခု part 1ကိုတင်ပြီးခါမှ part 2မလာခင်အခု shopping vlog လေးတင်ပြသွားတာပေါ့နော်ဆိုတော့ part 2လေးလာလို့ရှင်လည်းအားပေးကြအောင်နော်ပြီးတော့ part 2လေးနဲ့အချိန်ဆက်မိအောင်မကြည့်ရသေးတဲ့သူတွေ part 1လေးကိုအရင်ကြည့်ထားကြအောင်နော်ว่าวิดีโอလေးရိုက်တာလေးရှုကင်းရှုကတ်လေးပါလေးရိုက်တာရဲ့အဆင်ပြေရဆိုတော့မှမှာပါပြန်လာကျွန်မကကြောက်လေကျွန်မဒီခီးတစ်ခုသွားပြီးဆိုလို့ရှိရင်အဝတ်စားကိုကျွန်မပြေချလေးဝတ်တယ်ကျွန်မဒီခီးသွားပြီးဆိုလို့ရှိရင်အားလုံးအဆင်ပြေဖို့အတွက်ကိုကျွန်မကဖနက်ငကအဲ့လုံးအကုန်လုံးပေါ့ဝတ်စားကိုမှ match လုပ်ပါပေါ့နော်တခါရဲ့အိမ်မှာကလေးကခေါင်းစားချီဆိုသူလည်းလိုက်ဖက်မဲ့ဟိုပါပေါ့ကိုလုံးပေါ့နော်လိုက်ဖက်မဲ့အနေထား7 style ဆိုလို့ရှိရင်ဘယ်ဝတ်ဆောင်ဆိုဘယ်လို style လုပ်မယ်ငကတ်ဆိုပါလေးဝတ်မယ်နှက်ဆိုလို့ရှိရင်ပါလေးဝတ်မယ်ပဆိုင်ဆိုပါလေးကြိုက်မယ်ပေါ့နော်အခုက carpet vlog ဖြစ်တဲ့အချိန်ကျတော့ဟိုဒီ carpet ပုံလေးလှလှလေးလည်းရိုက်ချင်တယ်ဆိုတော့အခုနှစ်ယောက်လုံးရဲ့ color လေးဝတ်ပုံစားပုံလေးကို match လောက်ရတာဆိုတော့နည်းနည်းပို့ပြီးတော့နည်းနည်းတော့ပြင်မနာပေါ့နော်ဆိုတော့ style ရောကျမပဲဖြစ်ပါတယ်ရှင်ဒါကတော့ကျမရဲ့ model လေးပေါ့နော်ဆိုတော့ကျမရဲ့ couple vlog လေးကိုနောက် vlog လေးကတော့ဒါခီးသွားဟိုအပျော်ခီးသွား vlog မျိုးရဲ့လို့မဟုတ်ဘူးဖြစ်တဲ့အတွက်တက်နိုင်တယ်တော့ဟိုမှာသွားပြမယ်ပြီးတော့အဓိကတော့နောက်ဆုံးအများကြီးသွားဖို့နေရာတိတ်မရှိဆိုရင်တော့ဒါကိုအစားအစာလေးကိုtry ကြည့်မယ်ပြီနော်ဆိုတော့နောက် vlog လေးကိုလည်းစောင့်ကြည့်ပေးပါအခုလောလောဆယ်ကျမတို့ရဲ့ဒါ mini vlog shopping လေးအားဒီလောက်ပါပဲရှင်အားဆုံးဆက်လိုက်โอเคအားဆုံးလို့ရှင်နောက် vlog မှာလည်းထပ်ပြီးတော့တွေ့မယ်တတာ